အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုထဲမှာဒါကျွန်တော်လုံးလောက်တက်ရှိရဲ့ content ကိုကျွန်တော်လုံးမှာမဟုတ်ဘူးပေါ့နော်ဒါကျွန်တော် educational content လို့ပဲပြောအောင်ပေါ့နော်ဘာလို့လဲဆိုတော့ဒါကျွန်တော်ကတော့အခုမလေးရှားမှာကျောင်းတက်နေရပါကျွန်တော်ရဲ့ comment တွေမှာပြီးတော့ chat box တွေမှာ live stream တွေမှာကျွန်တော်အမြဲလာမေးကြတယ်ပေါ့နော်ဒါမလေးရှားကိုဘယ်လိုဖြစ်ပြီးကျောင်းသားတက်တာလဲတခြားနိုင်ငံတွေဘာလို့မရွေးတာလဲကျောင်းစိတ်တွေရောဘယ်လောက်ကုန်လုံးနေစိတ်စားစိတ်တွေကဘယ်လောက်ကုန်လုံးစာသင်ပြကောင်းလားအဲ့လိုမျိုးမေးကြတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီဗီဒီယိုထဲမှာဒါကျွန်တော်မေးတဲ့ comment တွေရောပြီးရင်ကျွန်တော်ထည့်ပြီးတော့ဖြေတာတွေရောဒါအကုန်လုံးကိုကျွန်တော်ဖြေပြီးတော့မှဖြစ်ပါတယ်အဓိကတော့ဒါကျွန်တော် knowledge sharing လုပ်ပြီးတဲ့ပုံစံမျိုးပေါ့နော်ဒါကျွန်တော်ဒီလောက်ကိုကျွန်တော်အကုန်လုံးပြပြအောင်မှဖြစ်ပါတယ်ဆိုတော့အားလုံးပဲစလိုက်အောင် let's go ဆိုတော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ကျွန်တော်မေးလေးမေးထားရှိတာနိုင်ငံခြားမှာကျောင်းတက်တဲ့ဘာတွေလို့လဲအဲ့ဒါတော့ basic အကြောင်းမေးခွန်းပေါ့နော်ကျွန်တော်တို့ဒါဘယ်နိုင်ငံမှာပဲကျောင်းတက်တဲ့မလေးရှားပဲဖြစ်ဖြစ်စင်ကာပူပဲဖြစ်ဖြစ် US ပဲဖြစ်ဖြစ် UK ပဲဖြစ်ဖြစ်ဘယ်နိုင်ငံမှာပဲကျောင်းတက်တဲ့ဒါ high school အောင်ဖို့တော့လိုပါတယ်ဆိုတော့ high school အောင်ဆိုတာကတော့ဘယ်လိုမျိုးလဲဆိုတော့မြန်မာ10တန်းအောင်လက်မှတ်ဒါမှမဟုတ် GED အောင်လက်မှတ်ဒါမှမဟုတ် IGCSE အောင်လက်မှတ်ပြီးရင်ကျွန်တော် SAT လို့ဘာလို့လဲရတယ်ပေါ့နော်ကျွန်တော်မလေးရှားမှာဆိုရင်တော့ကျွန်တော်လာတာတော့ကျွန်တော် IGCSE နဲ့လာတာပေါ့နော်တချို့လူကျွန်တော်ပေါ်လာရဆိုရင်တော့ကျွန်တော်တို့ GED နဲ့လာတာများတယ်ပြီးရင်ကျွန်တော်တို့ဒီဘက်မှာဆိုရင်တော့ကျွန်တော်တို့ဒါအင်္ဂလိပ်စာရှိရပေါ့နော်အင်္ဂလိပ်စာဆို IELTS Duolingo အဲ့လိုမျိုးရှိပါတယ်ကျွန်တော်တို့မလေးရှားမလေးရှားပဲပြောလိုက်ပြီပေါ့နော်ကျွန်တော်မလေးရှားမှာဆိုရင်တော့ကျွန်တော်တို့ဒါ Duolingo ကတော့လက်မခံဘူး IELTS တော့လိုတယ်ပေါ့နော်တချို့အကြောင်းတွေကကြတော့ဒါ IELTS လိုတယ်တချို့အကြောင်းတွေကတော့မလိုဘူးကျွန်တော်တော့ကကြားရင်တော့ကျွန်တော်မလိုဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော် IGCSE အောင်လက်မှတ်မှာအင်္ဂလိပ်စာကတော့သူ grade ကအဆင်ပြေတော့ဒါ IELTS ဖြေကြမလို့တော့ပေါ့နော် grade ကနည်းနည်းမကောင်းဆိုရင်တော့ကျွန်တော် IELTS ဖြေရမယ်ပေါ့နော်ကဲကျွန်တော်တို့ဒါနောက်ထပ်မေးခွန်းကတော့ဒါကျွန်တော်အမြဲတမ်းမေးတယ်ပေါ့နော်မလေးရှားမှာဘာလို့ကျောင်းတက်ဖို့ရွေးချယ်ခဲ့ရလဲဆိုတော့ကျွန်တော် personally ပြောမယ်ဆိုတော့ကျွန်တော် US သွားဖို့အစားတော့စဉ်းစားထားတာပေါ့နော်ကျွန်တော် US ကကျွန်တော်ဗီဇာနှစ်ခါကြတယ်တတိယတစ်ခါမှမလေးရှားမှာလာပြီးကိုဖြစ်လာတယ်ပေါ့နော်အဲ့ချိန်ကျတော့ကျွန်တော်ဒီလက်မှတ်တွေ appointment တွေအကုန်လုပ်ပြီးသွားပြီဆိုတော့မနေ့ပြန်သွားဖြစ်မယ်ဆိုတော့ဒီနေ့မှာမြန်မာလူတွေကိုကျွန်တော်ဗီဇာမပေးတော့ဘူးပေါ့နော်မြန်မာနိုင်ငံသားတွေကိုကျွန်တော်တို့ဗီဇာ US ကမပေးတော့ဘူးအဲ့တော့ကျွန်တော်ကလည်းမလေးရှားကိုလာဖို့ကလေလက်မှတ်တွေပါတယ်ဝယ်ပြီးသွားပြီဆိုတော့ကျွန်တော်လာလိုက်တယ်လာလဲလိုက်တယ်ပြီးတော့ကျွန်တော်ဒီမှာ border ကြီးတော့ဒီကောင်လေးနဲ့စကားပြောဖြစ်တယ်ပေါ့နော်မလေးရှားမှာတက်ရတာအဆင်ပြေလားဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်အဲ့လိုပြောပြတော့မှဒီကောင်လေးကလည်းအဆင်ပြေတယ်တော်တော်များများကလည်း fine နဲ့ကာချားတယ်okay တယ်ဆိုတော့ကျွန်တော်လည်းဒီကိုလာပြခဲ့တာပါပြီးတော့ကျွန်တော်တို့ဒါထိုင်းနေပါလေကျွန်တော်ဘာလို့မရွေးရလဲစင်ကာပူဘာလို့မရွေးရလဲကျွန်တော်မေးလိုက်မယ်ပေါ့နော်ထိုင်းကဘာလို့မရွေးရလဲဆိုတော့ထိုင်းမှာကျတော့ဒါ discriminate လုပ်တာတွေပါရှိရပေါ့နော်မြန်မာဆိုရင်တည်ရမှာပြီးတော့ထိုင်းရဲ့ကာချောက်လည်းကျွန်တော်မကြိုက်ပါဘူးပြီးတော့တိတ်လေကျွန်တော်အသက်ကတော့မမိုက်ဘူးလို့ခံစားရပါတယ်ကျွန်တော်ခဏလည်းရောက်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်အရင်ဖီးမလာဘူးပေါ့နော်နောက်တစ်ချက်အနေနဲ့ကကျတော့ကျွန်တော်တို့ဒါစင်ကာပူပေါ့နော်စင်ကာပူကဘာလို့မရွေးရလဲဆိုတော့ဒါစင်ကာပူမှာကျတော့ဒါနိုင်ငံကနေကျင်းတာလည်းပါတယ်ပြီးတော့စင်ကာပူဒေါ်လာနဲ့ဆိုရင်ဒါ rate ကများတယ်ပေါ့နော်မြန်မာငွေနဲ့ဆိုကျွန်တော်အလုပ်လုံးမှရအောင်ပေါ့ကျွန်တော်တစ်လောက်ဒေါ်လာ2000 3000လောက်သွားပါတယ်ဆိုတော့ကျွန်တော်လည်းဒါရှူအောင်မဖြစ်ဘူးပေါ့နော်ဒါအလုပ်လုံးမှလားလုံးနိုင်ရဲ့လားဆိုတာရှူအောင်မဖြစ်တော့ကျွန်တော်စင်ကာပူကိုမရွေးပြတာပေါ့နော်ဒါမလေးရှားကိုပဲကျွန်တော်ရွေးပြခဲ့တာပေါ့နောက်တဲ့မိကုန်းအနေနဲ့ကကျတော့ကျွန်တော်မလေးရှားမှာဘယ် uni တက်တာလဲဘာ major ယူလဲပေါ့နော်ကျွန်တော်တက်တဲ့ uni ကတော့ဒါ Asian Pacific University ပါ Asian Pacific University ကဒါပြောရမယ်ဆိုရင်တော့ Warren Green မှာဆိုရင်ကျွန်တော်400ကျော်မှာရှိတယ်ပြီးရင်ကျွန်တော်ယူတဲ့ major ကတော့ဒါတော့ business ပေါ့နော်ပြီးရင်ကျောင်းရဲ့ facility ကိုကြည့်မယ်ဆိုရင်လည်းဒါတော်တော်လေးကို campus ကကျယ်တယ်ပြီးရင် library တွေပါတယ်ညာတွေ security တွေပါတယ်အကုန် fine တယ်ပေါ့နော်ပြီးရင်ဒါကျောင်းသားတွေအတွက်ဒါ fan လည်းဖြစ်တယ်ပေါ့နော် activity တွေတော်တော်လေးကိုစုံတယ်ပေါ့နော်ကျွန်တော်တို့ကျောင်းမှာဆိုရင်ဒါပွဲမလုပ်တဲ့အပတ်ဆိုတာခက်ရှာပေါ့နော်တစ်ပတ်ကိုအနည်းဆုံးတစ်ပွဲနှစ်ပွဲတော့ရှိပါတယ်ဥပမာကျွန်တော်တို့ Kacha Night တို့ပြီးရင်တော့ Color Run တို့ကျွန်တော်ဟိုတစ်ခါ TikTok မှာတင်တယ် Color Run တို့အဲ့လိုမျိုးအများကြီးပေါ့နော်ပွဲတွေက activity ကတော့အများကြီးပါပဲကျွန်တော်ဈေးရောင်းပွဲတော်တွေရှိရသိရမလားအမြဲတမ်းဟိုပွဲများတယ်ပေါ့နော်ကျောင်းသားတွေမပြင်းရအောင်ပွဲတွေများအောင်ကျွန်တော်တက်ရတာတော့တော်တော်လေးကိုအဆင်ပြေတယ်ပြီးရင်စာတင်ပြလည်းကောင်းတယ်ဘယ်လိုမျိုးလဲဆိုတော့ဒါကောင်းတယ်ဆိုတော့အစားပိုင်းတော့ကျွန်တော်အခက်အခဲတော့ရှိရပါတော့ကျွန်တော်တို့ဒါအင်္ဂလိပ်လိုပထမဆုံးစတင်ရတာဆိုတော့ဒါနည်းနည်းလေးတော့တိုင်ပတ်တယ်တခါကျရင်ဘယ်လိုမျိုးလဲဆိုတော့သူတို့ရဲ့ accent တွေကကြတော့ဒါနည်းနည်းလေးဘယ်လိုပြောမလဲ Indian accent နည်းနည်းလေးပါတယ်ပေါ့နော်အဲ့ဒီတော့တခါကျတော့ကျွန်တော်ပထမတစ်ပတ်နှစ်ပတ်လောက်ကကျွန်တော်ဘယ်လိုမှနားမလဲဘူးဒါပေမဲ့နောက်ပိုင်းတင်နေမှာကျွန်တော်တို့ဒါ used to ဖြစ်သွားတာပေါ့နော်စာတင်ပြတယ်ဒါတော်တော်လေးကိုကောင်းတယ်ပြောရပါမယ်ဆိုတော့ဘယ်လိုပြောရမလဲဒါ group work အနေနဲ့လုပ်ရတာပေါ့နော်ကျွန်တော်တို့စာချက်ရတာတော့မရှိဘူးပေါ့နော်ကျွန်တော် uni မှာဆိုကျွန်တော်တို့ဒါအဓိကတော့ assignment base ပေါ့နော် assignment 50 somewhere 50ဆိုတော့ assignment ကြတော့ကျွန်တော် group work နဲ့လုပ်ရတယ်ကျွန်တော်တို့ဒါမတူတဲ့နိုင်ငံရဲ့လူတွေနဲ့ကျွန်တော် group work လေးလုပ်ရတယ်ပြီးရင်ကျွန်တော်တို့ somewhere ကြတော့လည်းဒီလိုပဲ somewhere ကတော့ group work တော့မဟုတ်ပေါ့နော်တယောက်တည်းဖြေရတာပေါ့နော်ဒါပေမဲ့ somewhere လည်းအဆင်ပြေပါတယ်အကုန်လုံး offline ပါပဲဆိုတော့စာကလည်းအရင်မခက်ဘူးတင်ပြလည်းကောင်းတယ်နားလဲတယ်ဆိုတော့ဒါကျွန်တော်တို့ဒါမ
လေးရှားမှာကျောင်းတက်မယ်ဆိုတော့ကျွန်တော် highly recommend ပေးပါတယ်ဆိုတော့နောက်ထပ်မိကွန်းတော့ဒါကျောင်းစာတင်ချိန်တွေကဘယ်နှစ်ရက်တုန်းဘယ်နှစ်ပတ်တုန်းဘယ်လိုတွေရှိတာတုန်းဆိုတော့ကျောင်းစာတင်ချိန်တွေကကျတော့ကျွန်တော် uni ဆိုတော့ကျွန်တော်အခုတက်နေရတော့ foundation ပေါ့နော် foundation ရဲ့ first year second year တက်တည်း4နှစ်ရှိရပေါ့နော်ကျွန်တော် foundation ဆိုတော့တစ်ပတ်ကို9ရက်တက်ရတယ်တချို့ semester ကျွန်တော်ပြောပြမယ်ဆိုရင်တော့ကျွန်တော်အရင် semester တော့ကျွန်တော်တစ်ပတ်ကို9ရက်အပြည့်တက်ရတယ်ပေါ့နော်တင်ရတဲ့ဘာသာ9ဘာသာပေါ့နော်အခုကျွန်တော် second semester ရောက်တော့ကျွန်တော်4ဘာသာပဲတင်ရတော့တယ်ဒါပေမဲ့စာတင်တဲ့ရက်ကလည်း4ရက်ပဲဖြစ်သွားတယ်တချို့ကျွန်တော်နဲ့ group မတူတဲ့လူတွေဆိုရင်3ရက်ပဲရှိရဗျာတယောက်နဲ့တယောက်တော့အချိန်တော့မတူဘူးပေါ့ဗျာကိုကြားတဲ့ group 1လား group 2မှာကြားရတာ group 3မှာကြားရတာအဲ့လိုချိန်တွေမတူတော့ကျွန်တော်တို့ဒါစာတင်ချိန်တွေကတော့ပြောင်းသွားတယ်တချို့ဆို3ရက်ပဲတက်တယ်တချို့ဆို4ရက်ပဲတက်ကျွန်တော်တော့4ရက်တက်ရတာပေါ့နော်အဲ့လိုမျိုးရှိပါတယ်နောက်ဆက်မှစာဆိုရင်တော့ကျွန်တော်တို့ဘယ်လိုလာမလဲတော့မသိပေမဲ့အများဆုံး9ရက်ပဲဗျာစင်သိန်းဝင်ရတော့ပိတ်တယ်ဗျာသိလားကျွန်တော်တချို့တွေဆိုကျွန်တော်ပေါ်လာဆို3ရက်ပဲတက်ရတဲ့ဟာတွေရှိရပေါ့နော်အဲ့လိုမျိုးလေးရှိပါတယ်ကျွန်တော်ကြောင်းတက်ရတာတော့နောက်ထပ်ကျွန်တော်တို့ဒါ exam အနေနဲ့ကျွန်တော်ဗာပြောပြခြင်းလဲဆိုတော့ကျွန်တော်တို့အခု IGCSE နဲ့နားတယ်ပေါ့နော်အရှိမှလည်းပြောပြပါပြီဆိုတော့ IGCSE နဲ့လာရင်ကျွန်တော် foundation စတက်ရပါမယ် foundation first year second year တက်တည်း4ခုတက်4နှစ်တက်ရမယ်ပေါ့နော်ကျွန်တော် GED နဲ့လာမယ်ဆိုရင်တော့ first year စတက်ရမယ်ပေါ့နော် GED ကကျွန်တော်ပြောရမယ်ဆိုရင်တော့ဒါ12တန်းပညာရေးနဲ့ညီများတော့ဒါ4နှစ်တက်ရမယ်ပေါ့နော်ဒါ foundation စတက်တော့ဘာကွာသွားလဲဆိုတော့ကျွန်တော်စားတော့ပို့ကြည့်သွားတယ်ဒါပေမဲ့ပတ်စံတော့ပို့ကုန်တာပေါ့နော်အဲ့ဒီကတော့ရှိတယ်ပြီးတော့ကျွန်တော်တို့ဒါမလေးရှားကျွန်တော်တို့ပြောရမယ်ဆိုရင်တော့ဒါကာချာကတော့တော်တော်လေးကိုမြန်မာနဲ့တော်တော်လေးကိုဆင်တယ်လို့ပြောလို့ရပါတယ်ဒီကဟင်းတွေပါညာဆိုရင်တော့ဒါကလချက်ပေါ့နော်ကျွန်တော်တို့ဒါမဆလာတွေပါနေအဆင်ပြေတယ်ရာသီဥတုဆိုရင်တော့နည်းနည်းလေးပူတယ်ကျွန်တော်တို့မန္တလေးရာသီဥတုတော့သွားကြမယ်နေ့ကင်းဘက်ဆိုရင်ကျွန်တော်တို့တော်တော်လေးကိုပူတယ်ပေါ့နော်ပူတော့ကျွန်တော်ညဘက်လောက်မှပဲထွက်ပြတယ်ပေါ့နော်ကျွန်တော်မိုးရွာတာတွေပါတော့အရင်မရှိဘူးပေါ့နော်ကျွန်တော်တို့ဒါရမန်ရကန်လောက်မှကျွန်တော်မိုးရွာတာပေါ့နော်ဒီမိကုန်းကဒါကျွန်တော်လူတိုင်းမေးကြတယ်ပေါ့နော်ဒါမလေးရှားမှာကျောင်းတက်တာကျောင်းစိတ်ကဘယ်လောက်ကုန်လဲပြီးရင်ပတ်တိုင်းကြောရလားပြီးရင်ကျွန်တော်တို့ကနေစိတ်စာစိတ်ကဘယ်လောက်ကုန်လဲဆိုတော့ဒါအဲ့မိကုန်းလေးကျွန်တော်ဖြေပြအောင်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော် personally ပဲကျွန်တော်ဖြေမယ်ပေါ့နော်ကျွန်တော်4နှစ်တက်မှာ foundation second year first year sorry foundation first year second year တက်တည်းဆိုတော့အဲ့မှာ4နှစ်မှာဆိုရင်ကျွန်တော်တို့တနစ်ကိုကျွန်တော်တို့900ပတ်ချလိုက်တော့သွားမယ်ကျွန်တော်တို့4နှစ်ဆိုရင်တော့ကျွန်တော်တို့2000နဲ့2300ကြားလောက်သွားမယ်ပေါ့နော်အများဆုံး2300ပေါ့နော်ဒါကျွန်တော်တို့ခက်မှန်တာကျွန်တော်ပြောတာတော့ခက်မှန်ကြီးပေါ့နော်ပြီးရင်ကျွန်တော်နေစိတ်စားစိတ်ကဘယ်လောက်ကုန်မလဲဆိုတော့နေစိတ်စားစိတ်ဆိုရင်တော့ကျွန်တော်အခုနေနေတာကတော့ဒါကတော့ဘော်ရိုင်းနဲ့ကွန်ဒိုတစ်ခုလုံးပေါင်းပြီးတော့ငှားလိုက်တာပေါ့နော်ကွန်ဒိုတစ်ခုလုံးဆိုရင်တော့ကျွန်တော်28သိန်းပေးရပါတယ်ဆိုတော့ဒါပေမဲ့ကျွန်တော်နေတဲ့အခန်းကကျတော့ master room ဗျာ master room ဆိုတော့ရုပ်ကအိမ်နာတွဲပါပြီးသားဆိုတော့ကျွန်တော်10သိန်းပေးရပါတယ်ကျွန်တော်တို့ဘလို့လာမယ်ဆိုရင်ဘော်ရာမရှိဘူးတယောက်တည်းလာမယ်ဆိုရင်ဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့ဒါသူများနဲ့ share နေရမယ်ပေါ့နော်ကျွန်တော်လည်းသူများနဲ့ share မနေချင်တော့ကျွန်တော်ဘော်ရိုင်းနဲ့ဒါကိုနိုတယူနေလုံးငှားနေလိုက်တာပါအဲ့ကြရင်တော့ master room ဆိုရင်တော့ဒါ10သိန်းနဲ့13သိန်းကြားသွားမယ်ပြီး medium room ဆိုရင်တော့ဒါ8သိန်း10သိန်းကြားသွားမယ်ပြီးရင်ကျွန်တော် small room ဆိုရင်တော့ဒီဘယ်လိုပြောရမလဲ9သိန်းလောက်ကစားမယ်ပေါ့နော်9သိန်းနဲ့9သိန်းကြားလောက်သွားမယ်ပေါ့နော်အဲ့ medium room နဲ့ small room ကကြတော့ဒါသူများတွေနဲ့ share ပြီးတော့ဒါရေချိုးကအိမ်သာတွဲသုံးရတာပေါ့နော်ကျွန်တော်ကတော့အဲ့လိုတွဲသုံးရမှာကြိုက်လို့ဒါ master room ယူတာပေါ့နော်ကျွန်တော်စားစိတ်ကကြတော့ကျွန်တော်ဘယ်လောက်ကုန်လဲဆိုတော့ကျွန်တော်လည်းအမြဲတမ်းချက်စားပြတာမဟုတ်ဘူးဗျာကျွန်တော်တစ်ခါတလေမှချက်စားရတယ်ကျွန်တော်တစ်ပတ်မှဆိုရင်2ရက်3ရက်လောက်ပဲချက်စားရတယ်တချို့ရက်တွေဆိုကျွန်တော်ဝယ်စားတယ်တချို့ပတ်ဆိုကျွန်တော်ဆောင်းဝဲရှိရတော့ assignment ရှိရတော့ဆိုရင်ကျွန်တော်ချက်မစားပြတာများရပါတော့ကျွန်တော်ဝယ်စားပြတယ်ပေါ့နော်ကျွန်တော်စားစိတ်3စိတ်ဆိုရင်တော့ကျွန်တော်တို့ဒါ15သိန်း30လောက်ဆိုရင်တော့ဒါလောက်ပြီပေါ့နော်တချို့အရန်ချွေတာနိုင်တော့ကျွန်တော်10သိန်းအမြဲတမ်းချက်စားမယ်ချွေတာနိုင်တော့10သိန်းလောက်ဆိုလောက်တယ်ပြီးရင်လုံးဝဒါဘောကြီးလို့စားမယ်ကျွန်တော်ဝယ်စားမယ်ဆိုရင်တော့15 20ပေါ့နော်ကျွန်တော်ကြတော့ဒီ10သိန်းကျွန်တော်တော့15သိန်းပဲတောင်းတာပေါ့နော်အိမ်ကဒါပေမဲ့အပိုလိုတောင်းတာရတော့နည်းနည်းပါးရှိတာပေါ့နော်ကျွန်တော်အဲ့တော့20လောက်တော့တောင်းရမယ်ဆိုတော့အဲ့လောက်တော့ရှိပါတယ်ကျွန်တော်နေစိတ်စားစိတ်ဆိုရင်တော့ဒါပြောရမယ်ဆိုရင်တော့ဒါ25 30လောက်တော့တောရတယ်ပေါ့နော်ဒါအဲ့လောက်တော့ရှိပါတယ်နောက်ထပ်မိကုန်းကကြတော့ကျွန်တော်တို့ဒါပတ်တိုင်းကြောရလားဆိုတော့ပတ်တိုင်းကြောရလားဆိုတော့ပတ်တိုင်းကြောကတော့ဒီမှာတော့လီဂယ်မဖြစ်ဘူးဒါပေမဲ့လုတ်တဲ့လူတွေကျွန်တော်ပေါ်လိုက်ထဲမှာလုတ်တဲ့လူတွေအများကြီးပဲကျွန်တော်လာတဲ့ agent မှာပြန်ပြီးတော့လုတ်ပေးတာဗျာပြန်ပြီးတော့အလုပ်ဝင်လာတဲ့ရှိရဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ဒါလေစိမ့်မှာပြန်ပြီးတော့အခုလာမယ့်ကျောင်းသားတွေပြန်ပြီးသွားကြိုပေးတာတို့ဘာတို့ညာတို့ပြီးခန်းနေပါလိုင်ငါပေးတာပါညာအဲ့လိုလာတဲ့ agent နဲ့ချိတ်ပြီးတော့ကျွန်တော်ပြန်လုတ်လို့ရတယ်တချို့လူတွေဆိုရင်တော့ဒါကျွန်တော် coffee ဆိုင်မှာ waiter လုတ်တဲ့လူတွေလည်းရှိရပြီးရင်ဘာမှကျွန်တော် waiter လုပ်တဲ့လူတွေရှိရ hotel မှာ reception နဲ့လုပ်တဲ့လူတွေရှိရပေါ့နော်ဒါတော့အမျိုးမျိုးပဲပေါ့နော်ဒါတော့ part time job ကကြတော့အာမခံကြတော့မရှိဘူးဒါပေမဲ့ကိုရှာရင်ကို skill ရှိရင်ရှိသလိုဒါရှာရင်တော့ရရပါတော့တချို့လူဆိုရင်ဒါ online နေပဲ freelance video editing တို့ social media marketing တို့ဒါတော့
freelance လုပ်တဲ့လူတွေကတော့အများကြီးပဲပေါ့နော်ဒါတော့ကိုအားသာချန်တဲ့ကိုပေါ့နော်ဒါဘရိုကအဲ့လိုမျိုး video edit တွေပါမလုပ်တတ်ဘူးဆိုရင်ပြင်မှာသွားရှာမယ်ဆိုရင်တော့ဒါတော့ကိုရှာရမယ် agent တွေပါရတော့ဒါဘရိုဒါလုပ်လို့ရတယ်တော့ပဲပြောမှာဗျာဒါရှာပေးရတော့ကိုအောင်ကိုရှာရမှာပေါ့နော်အဲ့လိုလေးတော့ရှိပါတယ်ကျွန်တော်ဆိုရင်တော့ဒါ personally မလုပ်ဘူးပေါ့နော်ကျွန်တော်ကတော့ဒါ streaming နဲ့ဒီဘက်မှာလုပ်နေတယ်ဆိုတော့ဒါကတော့ပတ်တိုင်းကျတော့ကျွန်တော်တော့မလုပ်ဘူးပေါ့နော်ဒါကျွန်တော်ပြီးတချို့လူတွေမေးကြရပေါ့နော် streaming နဲ့ចောင်းဟာနဲ့ចောင်းစာရင်းနဲ့ဘယ်လိုမျိုး balance ဖြစ်အောင်လုပ်လဲဆိုပြီးတော့ကျွန်တော်ပြောရဲပေါ့နော်ဒါအစားတော့ကျွန်တော်ကတော့တော်တော်လေးကိုညှိလိုက်ရပါတယ်ဘာလို့ဆိုတော့ကျွန်တော်က streaming ကကြတော့ဒါည9နာရီလောက်မှစလုပ်တာပြီးည12တက်လောက်ပေါ့နော်တက်လောက်မှနားတာဆိုတော့ကျွန်တော်အိတ်တဲ့အချိန်ကည2နာရီ3နာရီဖြစ်နေပြီပေါ့နော်အဲ့တော့မနေ့ကျရင်တော့ကျွန်တော်ကြောင်း8ခွဲရှိတော့တချို့ကရက်တွေဆိုရင်တော့ကြောင်းမရှိကြောင်း2ကင်းပဲရှိရင်တော့အဆင်ပြေရပေါ့နော်မနေ့8ခွဲရှိတဲ့အချိန်တွေကျွန်တော်တချို့အချိန်တွေဆိုရင်တော့ကျွန်တော်ဗာအတန်းနေပါတော့နည်းနည်းလေးတော့လွတ်ပါတယ်ဆိုတော့ကြောင်းစာကတော့အရင်မခတ်ဘူးကြောင်းမှာဒါတေချာတင်တာကိုနားထောင်လိုက်ရင်တော့ဒါအရင်တော့စာပြန်လုပ်စရာမလိုကျွန်တော် high school လိုမျိုးဒါအရင်ကုန်းရုံပြီးလုပ်နေကြတော့မလိုဘူးပေါ့နော်ဒါတချို့အချိန်တွေမှာဆိုရင်တော့ကျွန်တော် video editing တွေပါလုပ်တယ်ဆိုရင်တော့ကျွန်တော်လုံးဝ midnight ဖြုတ်ရတဲ့အချိန်တွေရှိရပေါ့နော်အဲ့ချိန်ကျရင်တော့ကျွန်တော်ဒါနောက်ရက်တွေဆိုရင်တော့ကြောင်းပြတ်လိုက်တာတော့ရှိပါတယ်ဆိုတော့နည်းနည်းအဲ့လိုမျိုးကြောင်းပြတ်လိုက်တာတော့ရှိတယ်နောက်ပိုင်းတွေကျတော့ကျွန်တော်လည်းအစားတော့ video YouTube video အရှိတွေကျတော့ကျွန်တော် editor နဲ့လုပ်တာမဟုတ်ဘူးပေါ့နော်ကျွန်တော်ပါလဲကျွန်တော်လုပ်တာပေါ့နော်နောက်ပိုင်းကျတော့ကျွန်တော်အဲ့လို video အရှိလုပ်တာများပြီးတော့ဒါကျောင်းနေရမ်းပြတ်တယ်ပေါ့နော်ကျွန်တော်ဒီဘက်မှာ9ရက်တက်ရမယ်ဆိုရင်တော့4ရက်လောက်ကပြတ်နေရပေါ့နော်အဲ့ကြတော့ကျွန်တော်ဟာငါအဆင်မပြေတော့ဘူး video editor ခေါ်မှရမယ်ဆိုပြီးတော့ကျွန်တော် editor နဲ့လုပ်တော့အခုတော့နည်းနည်းတော့အဆင်ပြေနေတယ်balance တော့နည်းနည်းဖြစ်တယ်ပေါ့နော်ကျွန်တော်ဒါတော့ကိုယ့်ကိုနိုင်ငံခြားမှာကျွန်တော်ဆိုတော့တယောက်တည်းဖြစ်သွားဆိုတော့ကိုယ့်ကိုထိန်းမဲ့လူမရှိတော့ဒါကိုယ့်ကိုတော့ထိန်းရတာပေါ့နော်ဒါကျောင်းစာလေးလုပ်ရတယ်ဒီဘက်ကဝန်ထမ်းပါတဲ့အရာလေးလုပ်ရတယ်ဆိုတော့နည်းနည်းလေးတော့ခါကြတော့ခက်ခဲရှိတယ်ဒါပေမဲ့အဆင်ပြေပါတယ်ဆိုတော့ဒါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဆိုတော့အားလုံးပဲကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ဒါကတော့ကျွန်တော်မလေးရှားမှာကျောင်းတက်နေတော့ဒါဗီဒီယိုလည်းအရင်နဲ့မချေချင်တော့ဒါဒီလောက်ပဲပြောလိုက်တာပေါ့နော်ဒါကတော့ကျွန်တော်ရဲ့ဒါအတွေ့အကြုံတွေ knowledge sharing တွေပုံစံပေါ့နော်ဒါကျွန်တော်ပြောပြတာပေါ့နော်ဘရိုသိချင်တာရှိရင်လည်းကျွန်တော်တို့ comment မှာမေးခဲ့လို့ရပါတယ်ဆိုတော့ကျွန်တော်အကုန်လုံးပြန်ဖြေပေးပါမယ်ဆိုတော့အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့မယ် bye bye